Hello ညီကိုပြအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဒီ Putet Football Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီ16နှစ်အထက်ညီကိုတွေပဲကြည့်တင်တယ်ဒီနေ့ Super Sunday ရဲ့ပွဲစဉ်တွေထဲမှာကျွန်တော်အကြိုက်ဆုံး10ပွဲကိုရွေးချယ်ထားပါတယ်ကျွန်တော်ပထမဆုံးပွဲစဉ်လေးကို Northern Forest နဲ့ Spa ပွဲလေးကျွန်တော်ရွေးချယ်ထားတယ် Northern Forest ကဒီယာဒီမှာဒီအဆင့်ဆက်ခွန်ခြေစွမ်းအသိမမှန်ဘူးအစရာဒီအစပိုင်းမှာကျွန်တော်ခြေစွမ်းကကောင်းမနေဘူးဒါပေမဲ့ဒီနောက်ပိုင်းကျခြေစွမ်းနည်းနည်းလေးပြန်ကောင်းလာတယ်ဒါပေမဲ့ तू ကဂိုးတွေလည်း तू တွင်းနိုင်တယ် तू ခြေစွမ်းမကောင်းပေမဲ့လည်း तू အစပိုင်းမှာဂိုးတွေလည်းတွင်းနိုင်တယ်ဒီနောက်ပိုင်းကျတော့လည်းဒီဂိုးလည်းပေးတယ်ဂိုးလည်းတွင်းတယ်အကောင်ကဒီစပါကြတော့ဒီယာဒီမှာအဆင့်17ရှိနေတယ်ဒီလီဗာပူးနဲ့ तू ကတမတ်ပဲကွာထားတယ် तू ကလည်းခြေရမမှန်နေဘူးတိုက်စစ်ရလည်း तू ကဂိုးတွေတွင်းနိုင်တယ်ခံစစ်ရလည်းတော်တော်ရုပ်ညံ့ခံစစ်ရလည်းဂိုးတွေ share plan နဲ့ပေးရတာဒီ Dota Forest ကတော့ခြေမမှန်ပေမဲ့လည်းသူကလည်းဂိုးတွေတွင်းနိုင်တော့ဒီပွဲကတော့ကျွန်တော်ကဒီအပေါ်ဆုံးလေးကိုကြိုက်တယ်ပေါ့နော်နှစ်ဖက်တွင်းကိုတွေပြန်လှန်မြင်ရမယ့်ပွဲလို့ကျွန်တော်ဒီပွဲကိုထင်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်ဝဟန်နဲ့ဒီ Aston Villa ပွဲလေးကိုကျွန်တော်ရွေးချယ်ထားတယ်ဝဟန်ကအင်ကွင်းကစားရမယ် Aston Villa ကဝေကွင်းကစားရမယ်ဝဟန်ကဒီယာဒီမှာအဆင့်18သူကအခြေအနေလုံးဝမကောင်းအခြေအနေလုံးဝမကောင်းခံစစ်ရတော်တော်ညံ့တယ်ဒါပေမဲ့ဝဟအိမ်ကွင်းမှာသူကခံစင်းညက်ပြီမဲ့အိမ်ကွင်းမှာသူကတကိုးတွင်းနိုင်တယ်ပေးကိုကနှစ်ကိုးအထောက်သူကပေးနေရဒီအစတုံဗီလာကြတော့ဒီဒီယာဒီမှာသူကအဆင့်3သူကအဖောင်သူကလုံးဝကောင်းနေတယ်အခြေအနေလည်းကောင်းနေတယ်သူကလည်းအဝေးကွင်းပေမဲ့သူကလည်းဂိုးက share plan နဲ့တွင်းထားနိုင်တယ်ဂိုးလည်းသူကတော့ဒီအဝေးကွင်းမှာသူကတပွဲကိုတစ်လုံးလုံးတော့သူကပြန်ပေးထားတာတော့ရှိရဲအဲကြောင့်တော့ကျွန်တော်ကဒီပွဲမှာဝဟန်နဲ့ဒီအစတုံဗီလာပွဲမှာကျွန်တော်လည်းအပေါ်ဆုံးပဲထက်ကြိုက်တယ်ကျွန်တော်တတိယမြောက်ပွဲလေးကို Brentford နဲ့ Leeds ပွဲလေးကိုကျွန်တော်ရွေးချယ်ထားတယ် Brentford ကဒီအဆင့်14သူကလည်းအခြေအနေကောင်းတယ်အခြေအနေကောင်းလို့လည်းဒီနောက်ဆုံးပွဲတွေမှာတန်းတဲ့အခြေအနေကမကောင်းနေဘူးဒါပေမဲ့သူကလည်းသူကိုတင်သူခံကန်နိုင်တယ်ဒီစပါတို့အာဆင်နယ်တို့တော့မှသူဂိုးပေးရမယ်သူကလည်းသူ့အခြေအနေနဲ့သူရှိတယ်သူကတပွဲအိမ်ကွင်းမှာသူကဖောင်ကောင်းတယ်အိမ်ကွင်းဖောင်ကောင်းတယ်ဒီတပွဲကိုနှလုံးသူကအိမ်ကွင်းမှာသူကတွင်းထားနိုင်တယ်ခံစရတော့ထုံးစံတိုင်းသူခံစရတော့မကောင်းဘူးတလုံးလုံးတော့ပြန်ပေးရနိုင်တယ်နောက်တစ်တင်းကတော့လီကတော့သူကဒီယာဒီမှာအဆင့်16သူကအိမ်သူကအဝေးကွင်းကန်ရမယ်အဝေးကွင်းမှာသူကလည်းညံ့တယ်သူကဒီယာဒီအစမှာသူကကောင်းလို့နဲ့နောက်ပိုင်းကျတော့ဒီနည်းနည်းအခြေအနေကနည်းနည်းမကောင်းနေဘူးနည်းနည်းမကောင်းနေတော့ဒီပွဲမှာလီကတပွဲကိုနှလုံးလုံးပြန်ပေးရနိုင်တယ်အဝေးကွင်းမှာသူကနှလုံးလုံးပြန်ပေးရနိုင်တယ်ဆိုတော့ကျွန်တော်ဒီပွဲမှာ Brentford ကိုကြိုက်တယ်နောက်လေးပွဲမြောက်ကတော့ကျွန်တော်ဒီ Freiburg နဲ့ Dortmund ပွဲကိုကျွန်တော်ရွေးထားတယ်ဒီ Freiburg နဲ့ Dortmund က Freiburg ကဒီယာဒီမှာဒီအဆင့်30ရလက်ကဒီနောက်ဆုံးပွဲမှာသူအခြေအနေကောင်းတယ်ဒီအပေါ်မှာလည်းသူအခြေအနေကောင်းတယ်သူတရေပွဲများတာလေးပဲသူရှိနေတယ်အဆင့်30သူကအိမ်ဝင်းတော်တော်ကောင်းတယ်ဂိုးလည်းသူတွင်းထားနိုင်တယ်ဒီတပွဲကိုသူကအိမ်ဝင်းမှာတပွဲကိုနှလုံးလုံးသူကတွင်းထားနိုင်တယ်ဒါပေမဲ့ခံစစ်ကတော့ဒီခံစရအဲ့လောက်မကောင်းဘူးเนาะတော့တလုံးလုံးတော့ပြန်ပေးရနိုင်တယ်ဒီနောက်တစ်တင်းကတော့ဒေါ်မွန်ကဒီယာဒီမှာတော့အခြေအနေလုံးဝကောင်းတယ်အဆင့်3ရမှတ်28မှတ်နဲ့တော့အဆင့်3ပါဒီဘိုင်ယန်မြူးနစ်ကိုတော့သူလိုက်မိဖို့ကနည်းနည်းခဲရေးလေးပဲဘိုင်ယန်ကထုံးစံတိုင်းသူကတော့ဆရာကြီးဒေါ်မွန်ကဒီပွဲမှာလည်းသူကန်မှာပဲအဝေးဝင်းပြန်လဲဒီကောင်ကအဝေးဝင်းလည်းသူကဂိုးတွင်းတယ်အိမ်ဝင်းလည်းဂိုးတွင်းတယ်အဲ့တော့ကျွန်တော်ဒီပွဲကိုနှစ်သင်းလုံးကဒီဂိုးတွင်းတဲ့ကောင်တွေဂိုးပေးတဲ့ကောင်တွေကြီးပဲဆိုတော့ကျွန်တော်ဒီပွဲကိုလည်းအပေါ်ဆုံးကြိုက်တယ်ငါးပွဲမြောက်ပွဲစဉ်တွေတော့ကျွန်တော်ဒီဘိုင်ယန်မြူးနစ်နဲ့မိတ်ပွဲလေးကိုကျွန်တော်ရွေးချယ်ထားတယ်ဘိုင်ယန်မြူးနစ်ကဒီယာဒီမှာအဆင့်1ရမှတ်38မှတ်နဲ့သူကရှယ်ကောင်းသူကနှစ်တိုင်းကောင်းတယ်သူကယာဒီတိုင်းကိုကောင်းနေတာဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာဆိုသူကတပွဲကို၄လုံးလုံးသူကတွင်းထားနိုင်တယ်တပွဲလေးလုံးလုံးတွင်းထားနိုင်တယ်အိမ်ကွင်းဆိုတော့ဒီအဝေးကွင်းမှာဒါသူခံစစ်နည်းနည်းဂိုးလေးနည်းနည်းပေးရတာရှိတယ်အိမ်ကွင်းမှာသူကဂိုးတော့သူကမပေးရနိုင်ဘူးဒီတပွဲကို၄လုံးလုံးလည်းသူကတွင်းထားနိုင်တယ်မိတ်ကကြတော့ဒီယာဒီမှာဟိုးတန်းစင်းဆုံးအောက်ဆုံးကအတင်းပဲသူကခြေယာဒီလုံးဝမကောင်းတာမိတ်ကသူကတပွဲကိုအဝေးကွင်းမှာနှလုံးလုံးသူကပေးရနိုင်တယ်ပေးရတယ်ဒါပေမဲ့သူကမိတ်ကအဝေးကွင်းမှာသူကဂိုးလဲသူကပြန်တွင်းထားနိုင်တယ်ဒါပေမဲ့ဒီဘိုင်ယန်မြူးနစ်လိုအတင်းကြီးကိုသူခံစစ်ပဲကစားမှာဆိုတော့ဒီဂိုးတော့သူရမှာတော့မဟုတ်ဘူးသူ့ရဲ့ခံစစ်ထုံးစံတိုင်းသူဂိုးတော့ပေးရလိမ့်မယ်အားကြောင့်ကျွန်တော်ဒီပွဲမှာဘိုင်ယန်မြူးနစ်ကိုလုံးဝကြိုက်တယ်6ပွဲမြောက်ပွဲစဉ်လေးကိုတော့ကျွန်တော်ဒီလာယွန်နဲ့ဒီလီဟာဗီပွဲလင်းကိုကျွန်တော်ရွေးချယ်ထားတယ်လာယွန်ကဒီယာဒီမှာတော့အဆင့်5ရမှတ်24မှတ်ရထားတယ်ဒီအဆင့်
လိုင်းလီနဲ့29မှတ်မာဆေးနဲ့29မှတ်အဆင့်3မာဆေးနဲ့တော့29မှတ်ဆို5မှတ်ပဲတော့ကွာတယ်သူ့အောက်မှာလည်းတော့အမှတ်တွေကကက်လေးတွေမိုနာကိုတို့သူ့အောက်မှာရှိတယ်မိုနာကိုရီနီစတာဘော့အကုန်လုံးကအမှတ်ကက်လေးနဲ့သူ့အောက်မှာရှိတော့ဒီဘောတော့ကန်မှာသူကလိုင်ယွန်ကပြီးတော့နောက်တစ်ခုကတော့အိမ်ကွင်းမှာသူကတပွဲကိုနှလုံးနီးပေါက်သူက6ပေးတယ်6ပေးတယ်ဒါပေမဲ့ခံစစ်လေးကနည်းနည်း6တော့ပေးရတယ်တပွဲကိုတစ်လုံးနီးပါးတော့တော့6ပေးရတယ်ဒီနောက်တစ်တင်းကတော့လီဟက်ဗီပေါ့လီဟက်ဗီကကျတော့သူကဒီယာဒီမှာသူကခြေလုံးဝမကောင်းဘူးနောက်ပြီးခဲ့တဲ့ယာဒီကလည်းခြေအဲ့လိုမကောင်းနေပါဘူးဒါပေမဲ့ဒီယာဒီမှာနည်းနည်းဆိုးတယ်လီဟာဗီကဒီယာဒီမှာအဆင့်15ရမှ15မှတ်ပဲသူကရှာသေးတယ်တန်ဆင်းစုံကအတင်းနေနဲ့ရမှတိတ်မကွာတော့ဘူးသူကလည်းဒီဘက်ကိုယုံမှဖြစ်မယ်လီဟာဗီကဒါပေမဲ့သူကအဝေးကွင်းဖြစ်နေတယ်အဝေးကွင်းမှာသူကတပွဲတစ်လုံးတောင်တော့မပေးမတွင်းနိုင်တပွဲတစ်လုံးတောင်တော့မတွင်းနိုင်ဘူးဒါပေမဲ့ခံစစ်ကသူကခံစစ်ကတော့ဒီတပွဲကိုနှလုံးနီးပါတော့ပေးရတယ်အဝေးကွင်းသူကညံ့တယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်လေးကိုလိုင်းယွန်ဘက်ကိုကြိုက်တယ်9ပွဲမြောက်ပွဲစဉ်လို့တော့ကျွန်တော်ဒီ Strabot နဲ့ Loran ပွဲကိုကျွန်တော်ရွေးထားတယ် Strabot ကဒီယာဒီမှာဒီအဆင့်တော့အဆင့်ရှေးရမှန်22မှတ်ရမှန်22မှတ်လိုင်ယွန်နဲ့ဒီအဆင့်5လိုင်ယွန်နဲ့တော့အမှတ်တိတ်မကွာအောင်နှစ်မှတ်ပဲကွာအဲ့တော့သူကလည်းဒီပွဲတော့ share ကံမှာပြီးရင် Strabot ကတော့အိမ်ကွင်းမှာတော့လုံးဝဂိုးမြူးတဲ့အတင်းအိမ်ကွင်းမှာတော့ဂိုးတွင်းနိုင်တယ်ဂိုးတပွဲကိုနှလုံးပြမ်းပြနှလုံးလုံးသူကတွင်းထားနိုင်တယ်ဒီခံစစ်အိမ်ကွင်းမှာတော့ခံစစ်ညအဝေးကွင်းမှာတော့ခံစစ်ညရမယ်အိမ်ကွင်းမှာတော့ခံစစ်ကောင်းတယ်တပွဲတစ်လုံးတော့သူပေးရဖို့တော်တော်ကြီးကိုသူ့ကိုတွင်းတပွဲတစ်လုံးတော့သူ့ကိုတွင်းဖို့တခြားပြိုင်ဘက်တွေကမနေတွင်းယူရတယ်နောက်တစ်ရလိုရန်ကဒီယာဒီမှာအဆင့်73ရမှ18မှာပဲရသေးတယ်သူလည်းရုံအောင်မယ်ရုံအောင်မယ်သူကတော့သူကတော့ဝေးကွင်းသူကညံ့တယ်တပွဲတော့တစ်လုံးမတွင်းထားနိုင်ဘူးသူ့ဘဝသူ့အတင်းอ่ะပေါ့နော်ဒီအတင်းอ่ะသူကတပွဲတစ်လုံးတော့မတွင်းနိုင်ဘူးအဝေးကွင်းမှာသူကခံစစ်တော်တော်ညံ့တယ်ခံစစ်ကိုတပွဲကိုနှလုံးပြမ်းမြောက်တော့ပေးရတယ်အဲ့တော့ Strabot တော့ကလေဒီအိမ်ကွင်းမှာသူကဂိုးမြူးတဲ့အတင်းဒီလိုရန်လိုဒီအဝေးကွင်းညံ့နေရခြေညံ့နေတဲ့အတင်းကိုဆိုရင်တော့ဒီပွဲမှာတိတာပါတယ်ဗျ Strabot ကိုကြိုက်နောက်ဆုံးအတင်းအနေနဲ့ကတော့ကျွန်တော်ရွေးချယ်ထားတဲ့အတင်းကတော့မာဆေးနဲ့မိုနာကိုကျွန်တော်ရွေးချယ်ထားတယ်အပွဲကတော့တော်တော်ကြည့်ကောင်းတဲ့ပွဲဒီပြင်တစ်လီဂူကမှတော်တော်ကြည့်ကောင်းမဲ့ပွဲမာဆေးကဒီယာဒီမှာအဆင့်3ရမှတ်29မှတ်ဒီအဆင့်1ကအဆင့်1နဲ့အဆင့်2ကိုဒီမှီဖို့တော့အမှတ်ကတိတ်မလို့ဘူးအဲ့တော့ဒီဘွဲကလည်း share ယုံမှာဒီမာဆေးကတော့အိမ်ကွင်းတော့ကောင်းတယ်အိမ်ကွင်းတော့ဂိုးလုံးဝမြူးတယ်တပွဲကိုတော့ပြင်းပြ3လုံးနီးပါးသူတွင်းနိုင်တယ်ဒါပေမဲ့သူကခံစစ်ကတော့တပွဲတစ်လုံးနီးပါးတော့သူပြန်ပေးရတာတော့သူကရှိတယ်ဒီမာဆေးကတော့ဒီပွဲတော့ဒီဂိုးတော့သူအိမ်ကွင်းမှာထုံးစံတိုင်းသူကဂိုးမြူးမယ်နောက်တစ်တင်းကတော့ဒီမိုနာကိုကဒီယာဒီမှာအဆင့်ခွန်ရမှတ်23မှတ်ဒီမိုနာကိုလည်းကောင်းတာပဲသူလည်းကောင်းတာပဲဒီသူတို့တွေကဒီအမှတ်တွေကတိတ်မကွာကြဘူးတိတ်မကွာဘူးဒီပွဲလဲမိုနာကိုလည်းသူကလည်းယုံမှာသူရက်လောက်အမှတ်သူကယူမှာပဲမိုနာကိုကအဝေးကွင်းမှန်လည်းသူကလည်းညံ့တဲ့အတင်းမဟုတ်ဘူးသူကလည်း share ကောင်းတဲ့အတင်းအဝေးကွင်းမှာလည်းသူကဂိုးတွင်းနိုင်တယ်ဒီခံစစ်ကတော့ဒီအဝေးကွင်းမှာအိမ်ကွင်းမှာထက်ဆိုင်တော့အဝေးကွင်းမှာသူကခံစစ်ရတဲ့နည်းဂိုးတော့ပေးရတယ်အဲ့တော့ကျွန်တော်ဒီမာဆေးလိုအိမ်ကွင်းမှာဂိုးပြူတဲ့အတင်းရယ်ဒီမိုနာကိုလိုအဝေးကွင်းလည်းမရှောင်အိမ်ကွင်းလည်းမရှောင်ဂိုးပြူတဲ့အတင်းဆိုရင်ကျွန်တော်ဒီပွဲကိုအပေါ်ဆုံးကြိုက်တယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ရှစ်ပွဲကိုအတူချုံးနဲ့ဒီအချင်းချုပ်ပြန်လဲသုံးသက်ပေးရမယ်ဆိုရင်တော့ Nottingham Forest နဲ့ Spurs ကိုကျွန်တော်အပေါ်ဆုံးကြိုက်တယ် Watford နဲ့ Aston Villa ကိုလည်းအပေါ်ဆုံးကြိုက်တယ်ဒီ Brentford နဲ့ Leeds ကိုလည်းကျွန်တော် Brentford ကိုကြိုက်တယ် Frankfurt နဲ့ဒီ Dortmund ပွဲကိုလည်းအပေါ်ကြိုက်တယ် Bayern နဲ့ Main ကိုလည်း Bayern ကိုလုံးဝအကြိုက်ဆုံးဒီနေ့အကြိုက်ဆုံးက Bayern ပဲ Lion နဲ့ Liverpool ကိုလည်းကျွန်တော် Lion ကြိုက်တယ်ဒီ Strabot နဲ့ Loran ကိုလည်း Strabot ကြိုက်တယ်ဒီ Marseille နဲ့ Monaco ကိုကြတော့ကျွန်တော်အပေါ်ဆုံးကြိုက်တယ်ဒါတွေကတော့ကျွန်တော်ရဲ့အကြိုက်ကျွန်တော်ထင်မြင်ယူဆချက်တွေတာဖြစ်တယ်ညီကိုတို့ကြိုက်ရင်ယူမကြိုက်ရင်ဘက်ကန်လို့ရတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကညီကိုတို့အတွက်အထောက်ပံ့လေးတစ်ခုဖြစ်သွားခဲ့ရင်ဆိုရင်တော့ကျွန်တော်ဒီပူတက် channel လေးကို like and subscribe နဲ့ကူညီပေးကြပါဦးနောက်ဆုံးပိတ်ပြောချင်တာလေးကတော့ညီကိုတို့လောင်းကစားကိုစိတ်ပျော်ရွှင်ဖို့အတွက်ကစားပါလွန်ကျွံလုံးဝမကစားသင့်ပါဘူးအားလေးကကျွန်တော်ပြောချင်တာပေါ့နော်ညီကိုတို့အားလုံးနဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ချင်ပါတယ်ကျေးဇူးတင်ပါတယ်